We would like to announce Myanmar Arts and Culture Association ceremony. Mandalay region is now open. ကျမတော့မဟာမင်္ဂလာဓမ္မမတိသောတာတရတော်အေးသစ္စာပြီးဖြစ်ပါတယ်ရှင်ကျွန်တော်မြန်မာယဉ်ကျေးမှုအမှုပညာအသင်းရဲ့ဒုဥက္ကဋ္ဌကုနိုင်ဒေးဖြစ်ပါမန်နီတိုင်းဒေသကြီးမြန်မာလူပညာရေးယဉ်ကျေးမှုအတွင်းကိုသုံးသပ်ပြည့်စုံပါလိမ့်ရှင်ကျမတို့မှာဒုက္ကဋ္ဌ1အနေနဲ့အမာကြီးဒေါ်တင်တင်လိုင်းဖြစ်ပါလိမ့်ရှင်ဒုက္ကဋ္ဌ2အနေနဲ့အမာကြီးဒေါ်မြတ်သွေးဖြစ်ပါလိမ့်ရှင်ကျမတို့တွဲဘက်အတွင်းမှုအနေနဲ့အမာကြီးဒေါ်မိုးတီတာကိုဖြစ်ပါလိမ့်ရှင်ကျမတို့ကျေကြိုင်းမှုအနေနဲ့ဒေါ်တီတာနိုင်ဖြစ်ပါလိမ့်ရှင်တွဲဘက်ပြန်ကြားရေးအနေနဲ့ဒေါ်ပန်းအင်ဒရီထက်ဖြစ်ပါလိမ့်ရှင်ဗနာရေးမှုအနေနဲ့တော့မတော်ကြီးကြီးဆွေဖြစ်ပါလိမ့်ရှင်တွဲဘက်ဗနာရေးမှုအနေနဲ့အမာကြီးတော်အေးခိုင်ဖြစ်ပါလိမ့်ရှင်ကျမတို့စည်ရေးစစ်အနေနဲ့တော့ကျမတို့ဒေါ်နန်းမင်းကျော်ဖြစ်ပါတယ်တွဲဘက်စည်ရေးစစ်အနေနဲ့တော့ကျမနာမည်ကဒေါ်မိုးတီတာဦးပါဒီအတင်းကြီးရဲ့တွဲဘက်အတွင်းမှုနေရာကိုတာဝန်ယူထားပါတယ်ရှင်ဟုတ်ကျမတို့ဒီမြန်မာချတ်တန်ခါချာအတင်းကြီးမန္တလေးမှာရုံးခွဲဖွင့်လေးရတဲ့အတွက်ကျမတို့ကနားဆောင်သုံးပါတယ်ဘာလို့ဆိုတော့ကျမတို့မြန်မာပြည်ရင်ချင်းမှုလေးတွေကိုဖော်ထုတ်နိုင်မယ်ဒီမန္တလေးတိုင်းရဲ့အင်အားပေါ့နော်ဒီယူရရင်ချင်းမှုတွေမန္တလေးတိုင်းရဲ့ယူရရင်ချင်းမှုလေးတွေကိုဟိုညားတရားကဘာတရားချပြနိုင်မယ်လေးလေးကိုစတင်တထောင်ခဲ့တဲ့အတွက်တထောင်ပြီးဖွင့်လှစ်နိုင်တဲ့အတွက်အရန်ကိုဝတ်တာပီတီဖြစ်ရပါတယ်ရှင်။ဟာကျွန်တော်မန္တလေးတိုင်းမှာဒုက္ကဋ္ဌ2ယောက်နဲ့ဖွဲ့စည်းထားပါတယ်။ဟာလည်းအတွင်းဘက်အတွင်းဗနာရေးမျိုးစည်ရင်စည်ပြန်ကြားရေးပေါ့နော်။အဲ့လိုမျိုးဖွဲ့စည်းပုံများအဲ့လိုလေးဖွဲ့စည်းထားပါတယ်။ဖွဲ့စည်းထားပြီးကျွန်တော်တို့ရှေ့လျှောက်လေးတင်းကြီးရနေပြီးတော့မန္တလေးတိုင်းရဲ့ဂုဏ်ယူခွင့်ရဖြစ်အောင်လေနိုင်ငံတကာနဲ့မြန်မာရဲ့ဟိုရှင်ကျေးမှုတွေကိုချပြနိုင်အောင်ကျမတို့ပြောသွားပါမယ်ရှင်။မင်္ဂလာပါရှင်။ကျမကတော့မြန်မာအနုပညာနဲ့ယဉ်ကျေးမှုအသင်းမန္တလေးရုံးခွဲရဲ့ပြန်ကြားရေးမှူးဒေါ်တီတာနိုင်ဖြစ်ပါတယ်ရှင်။အခုလောလောဆယ်ကျမတို့အသင်းကြီးဆောင်ရွက်ပြီးစီးတဲ့လုပ်ငန်းတွေကတော့မြန်မာတနခါမြန်မာမွေရင်းကအစရှိတဲ့မြန်မာရဲ့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတွေကိုကျမတို့ကမူပိုင်ခွင့်ရရှိအောင်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းမြန်မာတကြံမြန်မာရဲ့အကအနုပညာတွေမြန်မာရဲ့ဝတ်စားစီရင်မှုတွေကိုလည်းမူပိုင်ခွင့်ရရှိအောင်အတွက်ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများဖြစ်ရုံနဲ့ဒီအသင်းကိုပူပေါင်းပါဝင်ဆောင်ရွက်လို့ရပါတယ်ရှင်။ကျမတို့ကအသက်အရွယ်ခွဲခြားမှုမရှိပါဘူး။ပညာရေးချင်းခွဲခြားမှုမရှိပါဘူးရှင်။လူမျိုးဘာသာခွဲခြားမှုမရှိပါဘူးရှင်။မြမယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့မြမယဉ်ကျေးမှုကိုချိန်သိမ်းလို့စိတ်ရှိသူအားလုံးကိုအသင်းဝင်ဖြစ်ဖိတ်ခေါ်ပါတယ်ရှင်။ကျမတို့ရဲ့မြမအနုပညာနဲ့ယဉ်ကျေးမှုအသင်းမန္တလေးရုံးခွဲရဲ့ဒီနေရာကတော့64လမ်း53လမ်း A လမ်းကြားထဲမှာဖြစ်ပါတယ်ရှင်။မြန်မာ Arts and Culture Association မန္တလေးဆိုပြီးတော့ page လေးလည်းထောင်ထားပါတယ်ရှင်။အဲ့ဒီ page လေးမှာဝင်ရောက်လေ့လာပြီးတော့အကြံပြုချင်တာလေးများကိုလည်းဖိတ်ခေါ်ပါတယ်ရှင်။ โอเคကျမကတော့မအေးခိုင်ဖြစ်ပါတယ်ရှင်ဒီအသင်းကြီးရဲ့တွဲဘက်ဗန်နာရေးတယောက်လည်းဖြစ်ပါတယ်ရှင်ကျမတို့ဒီအသင်းကြီးရာဆိုရင်အမျိုးသမီးတွေသာမကအမျိုးသားတွေတော့အားလုံးပေါ့နော်မိမိတို့တက်ဆန်းတဲ့ဘက်ကနေပူပေါင်းပါဝင်ပြီးတော့လုံနိုင်တဲ့အလုပ်ကလေးတွေတယောက်တစ်ခုလုပ်ကြရင်နဲ့ဒီအသင်းကြီးဆက်လက်အောင်မြင်အောင်လို့အားလုံးဝိုင်းဝန်းပတ်ပြီးတော့ဝင်ရောက်နိုင်ပါကြောင်းကိုလည်းကျမကနှုတ်ဆက်ဖိတ်ခေါ်ပါတယ်ရှင်ကဲကျမတို့ဒီအမှုပညာအလုပ်ဆိုတာဘာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ပေါင်းတရားလေးအဖြစ်အရန်ကိုဟိုချစ်စရာကောင်းတဲ့အလုပ်ကလေးဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ဒီပွဲကြီးကိုအောင်မြင်စွာနဲ့အားလုံးတက်ရောက်ပေးကြတဲ့အားလုံးများကိုလည်းရင်ထဲကနေလိုက်ကျေးဇူးတင်ပါတယ်ဆို